အားလုံးပဲမင်္ဂလာပါရှင်ခုဗီဒီယိုလေးမှာကထိုင်းကလက်ချမီမေတော်ရှိရဲ့ web ဖိုင်ကိုချွတ်တင်နေရန်ကိုသွားခဲ့တဲ့ခီးစဉ်လေးကိုပြပြမှာပဲဖြစ်ပါတယ်ရှင်အဲ့ဒီမှာကရှေးဟောင်းရုပ်ပွားတော်မြတ်တဆူရှိပြီးတော့အလောက်ကိုင်းကောင်းတွေကံကြမ္မာကောင်းတွေအတွက်ဆူတောင်းကြတယ်လို့နာမည်ကြီးပါတယ်အဲ့ဒီကျောင်းဆောင်မှာဗုဒ္ဓရုပ်ပွားတော်လက်ချမီမေတော်နဲ့မဟာပိနဲ့ရုပ်ထုလို့ရှိပါတယ်ရှင်ကျမတို့က BTS အစိမ်းရောင်လိုင်းရှိတဲ့ဆမ်မရုံကနေပြီးတော့မှဘတ်စကား102ကိုစီးသွားပြီးတဲ့ခါကျတော့စတူပရာတစ်လို့ခေါ်တဲ့နေရာမှာဆင်းပြီးတဲ့ခါကျတော့မှလမ်းဆက်လျှောက်သွားတာပဲဖြစ်ပါတယ်အကယ်၍ဘတ်စကားမစီးခြင်းဘူးဆိုလို့ရှိရင်ပေါ့ဒါမှမဟုတ် Grab ပေါ့နော်ကားငှားပြီးတော့လည်းသွားလို့ရပါတယ်ရှင်ကားငှားပြီးသွားမယ်ဆိုရင်တော့အချိန်တူတူနဲ့ခဏလေးနဲ့ရောက်သွားနိုင်တာပေါ့နော်ဝက်ဖိုင်ကိုချွတ်တင်ရန်ကဒီ Ellora လို့ခေါ်တဲ့အစာအုပ်ရဲ့ဖေးရဲ့ကားလမ်းတစ်ဖက်တစ်ချက်မှာသူစိုင်းပုံလေးနဲ့ရှိပါတယ်ဝက်ဖိုင်ကုန်းချွတ်တင်ရန်တို့လို့ဆိုပြီးတော့ဒီလမ်းညွှန်ထားတဲ့စိုင်းပုံလေးကနေပြီးတော့မှဘယ်ဘက်ကိုချိုးလိုက်လို့ရှိရင်သူ့လမ်းလေးအတိုင်းပဲကျမတို့ဆက်လျှောက်သွားလို့ရပါတယ်ရှင်ကျမတို့ကအဲ့ဒီလမ်းသွယ်လေးအတိုင်းပဲဆက်လျှောက်သွားရင်လည်းလမ်းအဆုံးရောက်လို့ရှိရင်ဒီကားနီလေးတွေတွေ့ရပေါ့နော်ဒီကားနီလေးတွေကဆိုရင်ဝက်ဖိုင်ကုန်းချွတ်တင်ရန်ကိုလည်းဆက်စီးသွားလို့ရပါတယ်နံပါတ်က127ဖြစ်ပါတယ်ရှင်ကျမတို့ကတော့လမ်းမဲလျှောက်ပြီးသွားပါတယ်အဲ့မှာဆိုလို့ရှိရင်ဒီမှာ7 level လည်းရှိပါတယ်အကယ်၍ကိုကဘာမှမစားလာခဲ့ရဘူးဆိုလို့ရှိရင်လည်းဒီဘေးမှာဆိုစိုင်းသေးသေးလေးလည်းရှိတယ်ဒီမှာဆိုလည်းဟိုပါအိမ်ဆိုင်လေးပေါ့နော်အိမ်ဆိုင်လေးလည်းရှိတယ်အကယ်၍သွားရင်လည်းလမ်းမှာကဒီဆိုင်စားစရာတောက်စရာဆိုင်လေးတွေကလည်းရှိပါတယ်ရှင်အဲ့ဒါခါကျတော့စိတ်မပူအောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဆိုင်သေးလေးဟမင်းဆိုင်ခောက်ဆွဲဆိုင်လေးလည်းရှိတယ်လမ်းဘေးရဲ့တစ်ဖက်ချက်မှာပေါ့နော်သူကရှောက်လန်းကတော့အကျယ်ကြီးပဲတိချာကောင်းကောင်းရှောက်လို့ရပါတယ်ဒီမှာဆိုလဲ snack machine လေးရှိတယ်တခုရှိတာကကိုကလန်းရှောက်သွားရဲဆိုလို့ရှိရင်လေပူပူမိုးရွာထီးလေးဆောင်ထားဖို့တော့လိုတယ်ပေါ့နော်ထီးလေးယူလာခဲ့ဖို့လည်းအကြံပြုချင်ပါတယ်ရှင်ကဲဒါဆိုလဲခောက်ဆဲဆိုင်လေးပေါ့နော်ခောက်ဆဲကြိုက်တဲ့သူတွေကအဲ့ဆိုင်လေးမှာဝင်စားလို့ရပါတယ်ရှင်လမ်းကတော့လမ်းဘေးတစ်ဖက်တစ်ချက်မှာကဆိုင်တွေကတော့မျိုးစုံပဲရှိပါတယ်ဆိုင်သေးဆိုင်ကြီးအစားရှိသဖြင့်ရှိပါတယ်ရှင်ကဲအခုဆိုလို့ရှိရင်ဝက်ဖန်ကွန်းချွတ်တင်တဲ့နားလေးကိုနီးလာပါပြီရှင်ကဲခုလို့ဆက်လျှောက်လာရင်ကနေခုဆိုလို့ရှိရင်ဝက်ဖိုင်ကွန်ချူတီနရန်ရဲ့မုတ်ဦးပေါက်ဝါလေးကိုရောက်ပါပြီရှင်ဒါသူ့ရဲ့မုတ်ဦးပါရှင်ဒီလက်ချမီမယ်ရရှိတဲ့ဘက်ချမ်းကကြတော့ဘဲဘက်ချမ်းကဒီကျောင်းဆောင်လေးပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ဝင်းရအကျယ်ကြီးပဲဆိုတော့ဒီမှာကားပတ်ကင်အတွက်ဆိုလို့ရှိရင်လည်းကားတွေနေရာတေချာရက်လို့ရပါတယ်ရှင်ဒါကတော့လက်ချမီမယ်ရရဲ့ကျောင်းဆောင်ဖြစ်ပါတယ်ကျောင်းဆောင်အောက်ကပန်းရောင်တန်လေးနှလုံးမှာကြတော့လူပွဲပစ္စည်းတွေဝယ်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တစ်သီးတွေပန်းတွေအစားရှိသဖြင့်ပေါ့နော်ဝယ်လို့ရပါတယ်ရှင်ဒါကတော့ Lashmi နဲ့ Ganesha တို့ရဲ့ရုပ်ထုသေးလေးတွေပဲဖြစ်ပါတယ်သူ့ရဲ့ဒီဘက်ဖေးမှာဆိုလို့ရှိရင် Art of Mother လို့ခေါ်တဲ့ကဘာမြေဆောင်နဲ့ပေါ့နော်ဒီမှာကြတော့ကျေဝချမ်းသာမှုအတွက်ဆူတောင်းလို့ရပါတယ်ရှင်ကဘာမြေဆောင်နဲ့ရဲ့ဒီဘက်ပြီးမှာတော့အဆောင်ရှောက်နှစ်ပါးနဲ့တူဒီနက်စီမှာကြတော့မကောင်းတဲ့ကံကြမ္မာတွေကိုဖယ်ပြီးကံကြမ္မာကောင်းတွေရရှိဖို့အတွက်ဆူတောင်းလို့ရပါတယ်ရှင်မေတော်ကျောင်းဆောင်ရဲ့ဖွင့်ကျင်ပေးချိန်တွေကတော့တနင်္လာကနေကြာသပတေးဆိုရင်မနက်၈ကနေည10တောက်ကြကနေတနင်္ဂနွေဆိုမနက်၈ကနေည10အထိဖြစ်ပါတယ်။မေတော်ကျောင်းဆောင်ပေါ်မတက်ခင်ဒီအောက်ဘက်ပေါ့နော်ဘေးတစ်ဖက်တစ်ချက်စီမှာဆိုလို့ရှိရင်နှက်ရုပ်လေးတွေအသီးသီးရှိကြပါတယ်။ဒီထိုင်းလူမျိုးတွေကိုကိုွယ်တဲ့အဖိုးဖွားနှက်ရုပ်ပေါ့နော်သူရဲ့ဘေးမှာဆိုလို့ရှိရင်နှက်တငယ်ရုပ်ထုပေါ့နော်အဲ့နှက်တငယ်ရုပ်ထုလေးရဲ့ဘေးမှာဆိုလို့ရှိရင်ကျမတို့ဒီတရုပ်ပေါ့နော်ကွယ်ရင်မေတော်ရုပ်ထုလေးပြီးတဲ့အခါကျတော့တခြားတရုပ်ပေါ့နော်နှက်ရုပ်ထုလေးတွေထားရှိထားပါတယ်ရှင်။ခုဆိုရင်လက်ချမီမယ်တို့ကပ်ဖို့လှူဝဲပစ္စည်းတွေဝယ်တာမှာဈေးက150 250အသီးသီးရှိပါတယ်။ဂျာပန်နေအချိုရည်တွေပလဲပရီနဲ့ဆူတောင်းတဲ့စာရွက်တွေလည်းပါပါတယ်ရှင်။ဆူတောင်းစာရွက်မှာမိမိရဲ့မွေးလရက်ခုနှစ်ဘာနေသားသမီးဖြစ်တာရဲ့နဲ့ဆူတောင်းတစ်မျိုးတွေကိုခြာရေးရမှာဖြစ်ပါတယ်။ကနေရှာလို့ခေါ်တဲ့ဒီမဟာပိနဲ့နက်စီမှာတော့ပန်းဝါလေးတွေနဲ့အချိုရည်လေးတွေကပ်ပြီးတော့အလုံးအကိုင်းအောင်မြင်တိုးတက်ကြီးပွားဖို့အတွက်ဆူတောင်းလို့ရပါတယ်ရှင်။လက်ချမီမေတော်ကပန်းရောင်ကိုစိတ်နဲ့တက်တာဖြစ်တဲ့အတွက်ပန်းရောင်နဲ့ပတ်သက်တဲ့ဂျာပန်ပလဲပရိစာရီအစရှိသဖြင့်ကတ်လူကြပါတယ်။မေတော်စီမှာအလိုချင်ဆုံးစုတစ်ခုတွေကိုတောင်းရင်ပြည့်တယ်လို့နာမည်ကြီးပါတယ်။မေတော်စီမှာစီးပွားရေးလက်လာပလုပ်ငန်းဆိုင်တွေနဲ့ပတ်သက်ပြီးတော့လည်းဆူတောင်းလေးရှိကြပါတယ်။မေတော်စီမှာဆူတောင်းပုံဆူတောင်းလေးတွေကိုရှင်းပြပါမယ်ရှင်။မေတော်ရဲ့ငွေထင်းကအိုးနဲ့လက်မှာငွေထင်းကရှိတဲ့ဘက်အချမ်းကိုသွားပြီးတော့မိမိရဲ့ညာဘက်လက်နဲ့ငွေထင်းကပုံစံပြုတ်လုပ်ပြီးတော့9ချိန်တိုင်မေတော်ရဲ့လက်မှာဝိုင်းကအိုမဟာလက်ရှမီအိုမဟာလက်ရှမီအိုမဟာလက်ရှမီတို့တိုင်တဲပြီးမိမိလိုချင်တဲ့စုတစ်မျိုးတွေကိုတေချာတောင်းပြရမှာဖြစ်ပါတယ်ရှင်မိမိတို့ရဲ့ပတ်စံအိတ်ဖန်အကောင့်ဖွင့်ပြီးလဲဆူတောင်းနိုင်ပါတယ်ဒါကတော့ဆူတောင်းပုံဆူတောင်းလေးကိုရေးပြပြီးထားတာဖြစ်ပါတယ်ရှင်လက်ချမီကျောင်းဆောင်ရဲ့ဘေးဘက်မှာဆိုရင်ကျောင်းဆောင်ကြီးတစ်ခုလည်းရှိပါတယ်အဲ့ဒီကျောင်းဆောင်ကြီးရဲ့ထဲထဲမှာဆိုရင်ဗုဒ္ဓဆင်းတူတော်ရုပ်ပွားတော်တွေကဆိုလို့ရှိရင်အသေးအလက်အကြီးပေါ့နော်အရွယ်အစားမျိုးမျိုးနဲ့တည်ရှိပါတယ်ရှင်အလွန်မဲတက်ပေဖို့ကောင်းပါပါတယ်ရှင်
နောက်ပြီးတော့သူ့ရဲ့ဒီဘက်နိုင်ရန်ဒီမှာဆိုလို့ရှိရင်လေကျမတို့မြန်မာမှာလိုပဲပေါ့နော်950ဇနီးဘက်လိုမျိုးဇက်ကွက်တွေကိုတစ်ကွက်ချင်းသူရေးပြထားတာရှိပါတယ်စိတ်ဝင်စားလို့ရှိရင်လည်းအဲ့ဒါလေးတွေကိုကြည့်လို့ရပါတယ်ရှင်ဒီဘက်ချမ်းမှာတော့နတ်တငယ်ရုပ်ထုအပြင်ဖုံဖုံရုပ်ထုတွေရဲ့ပြီးတော့သင်ငန်းပေးခရာတွေရဲ့ထားရှိပါတယ်ရှင်အကယ်၍များမဲတော်ကျောင်းဆောင်အောက်ကလူဝယ်ပစ္စည်းဆိုင်ကြီးမှာဝယ်ယူတာအပြင်မုံဦးရဲ့ရှေ့ဘက်မှာရှိရပေါ့နော်ဆိုင်တတိလေးတွေကနေလည်းဝယ်ယူအားပေးလို့ရပါတယ်ရှင်ကျမကမေရော့စီမှာဆူတောင်းလေးပြေးခဲ့တာဖြစ်တဲ့အတွက်နောက်တစ်ခေါက်လာပြီးတော့ပွဲလာခဲ့တာပဲဖြစ်ပါတယ်အခုဆိုရင် web ဖိုင်ကိုချိုဒီနရန်ခီစင်လေးပြီးပြီးမလို့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်နော်